အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ coffee ရဲ့ပုံမြင်တနားကြီးလေးတစ်ပုဒ်ကိုကျွန်တော်ပြောချင်လို့ဗျကျွန်တော်တို့ coffee လေးဘယ်ချိန်ကစတင်တွေ့ရှိခဲ့လဲဆိုရင်ဒီ coffee ဒီ900စုလောက်က အီသီယိုးပီးယားနိုင်ငံကတိုးချောင်းသားလေးတယောက်ကနေစတင်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်ဘယ်လိုတွေ့ရှိခဲ့လဲဆိုရင်သူကပေါ့နော်ဒီသူ့အုပ်ကြီးကိုတော်တနေရာမှာတွားကြောင်းရင်းနဲ့တွားကြောင်းရင်းနဲ့မှာသူကဒီ coffee စီးတွေကိုစပြီးတော့ညချိန်မှာသူ့ရဲ့ channel မှာလုံးဝမအိပ်ဖက်လက်ပျော်ပါမြူးတူးနေတဲ့တိုးတွေပေါ့နော်တိုးတွေကညမှာလုံးဝအိပ်ညမှာလုံးဝမအိပ်ခဲ့ဘူးသူကပျော်ပါပြီးခုံးပေါက်ပြီးမြူးနေကြခါလိုက်ဆိုအိပ်တယ်ဒီနေ့ညဘာလို့မအိပ်တာပါလဲတိုးချောင်းသားလေးကစဉ်းစားတဲ့ချိန်မှာနေ့လေကဒီသီးတွေကိုစားခဲ့ခြင်းကြောင့်ဒီတိုးတွေကဒီနေ့ညမအိပ်တာပဲဆိုပြီးတော့ဒီတိုးချောင်းသားလေးကဒဏ္ဍာရီရပေါ့နော်ပုံမြင်ရစတင်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ900စုလောက်ကနေစတင်ကော်ဖီကိုတွေ့ရှိပြီးတဲ့နောက်မှာ1500စုလောက်မှာရီမနိုင်ငံကပေါ့နော်စတင်ဒီလိုပဲတဲကန်တာရကြီးတစ်ခုပေါ်မှာစစ်စပဲခေါ်ပေါ့ခွက်လေးတစ်ခွက်နဲ့ထော်ဆက်ချင်းအဖြစ်ကော်ဖီကဒီလိုဖြောလို့ရပါလားဆိုတဲ့အနေအထားတစ်ခုတွေ့ရှိခဲ့လာတယ်ဗျအဲ့နောက်မှာ16ရာစုလောက်မှာလဲတူရကီနိုင်ငံအိုရိုမန်အင်ပါယာသူတို့ခေတ်ဆက်ဆက်ကကျင့်သုံးလာတဲ့ဒီကော်ဖီကိုသူတို့ရိုးရာဓလေ့ဖြစ်လာတာပေါ့အဲ့မှာဘယ်လိုပြောမလဲဆိုရာသီဥတုကြီးဘလောက်ပဲပူပူဒီကော်ဖီဟာအရန်တောက်လို့ကောင်းတဲ့အနေထားပေါ့နော်အဲ့တော့ရာသီဥတုကြောင့်ပဲပူပူရာသီဥတုကြောင့်ပဲအေးအေးကျွန်တော်တို့ရဲ့ကော်ဖီလေးကပူဘက်မှာလည်းလိုက်တယ်အေးဘက်မှာလည်းလိုက်တယ်တူရကီစတိုင်ကိုကျွန်တော်တို့ကဖြောဆက်ထားတဲ့ခြင်းအဖြစ်ကျွန်တော်တို့ရဲ့ကော်ဖီလေးကိုတစ်ခေါက်တစ်ခါအရောက်လာပြီးတော့လာတောက်ခဲ့ဖို့ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ဗျအားလုံးကိုလည်းကျေးဇူးတင်ပါတယ်